ဘောလုံးပွဲဘာကြောင့်လောင်းတာလဲဒီလိုမေးခွန်းမျိုးကိုပြန်မေးဘူးလားဒါမှမဟုတ်တေချာလေးစဉ်းစားဘူးလားငါဘာကြောင့်ဘောလုံးပွဲလောင်းနေရလဲဆိုတဲ့အချက်ကိုလေဒီတော့ဒီနေ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြောသွားပါမယ်ဒီတချို့ကကြောင့်ဘောလုံးပွဲစလောင်းပစ်တယ်ဆိုတာဒီဘော်ရာရင်နဲ့စာရင်နောက်ရင်အပျော်ပါအနေနဲ့လောင်းပစ်တယ်တချို့ကကြောင့်ဘောလုံးပွဲကြည်ရင်နဲ့လောင်းထားရတဲ့ feeling ကမိုက်လို့မလို့လောင်းပစ်တယ်တချို့ကကြောင့်စီးပွားပြလောင်းတယ်ဒီစီးပွားပြလောင်းတဲ့သူတွေဆိုရင်ပိုတော်မှတိတာပါတယ်ဒီ data တွေ analysis တွေနဲ့တေချာလေးအကွက်ကြကြလောင်းကြပြီးတော့ရှုံးတာတွေပါလေအဲ့လိုမျိုးပေါ့နော်ဒေါသထွက်ရတာတွေလည်းအများကြီးကြုံရတယ်ဒီတော့ဟုတ်ပြီအပျော်အတွက်လောင်းနေပဲထားတာစီးပွားပြလောင်းနေပဲထားတာပေါ့နော်အဓိကအပျော်ကနေအပြတ်ဖြစ်မသွားဘူးအရေးကြီးပါတယ်ကျွန်တော်ပျော်တယ်ဆိုရင်လည်းဗျာသိရမလားဘောလုံးပွဲတစ်ပွဲနိုင်လို့ပျော်တယ်ဆိုရင်အဲ့ပျော်တဲ့အချိန်လေးကခဏလေးပါဒီခန္ဓာကိုယ်ရဲ့ဒိုပါမင်းထွက်တဲ့အချိန်လေးတစ်ချိန်လောက်ပဲဒီစိတ်လှုပ်ရှားပြီးတော့ပျော်ဖို့ကောင်းတာပါဒါပြီးသွားပြီဆိုတာနဲ့ဒီကျန်တဲ့ရှုံးပွဲတွေဆက်သွားတာရောပေါ့ဆိုရင်တော်တော်လေးပောက်ကွဲပြီးတော့ဒေါသထွက်ရပါတယ်တခါလေမှနောက်သားရတဲ့အပိုင်းတွေလည်းရှိပါတယ်ဒီတော့အပျော်ကနေအပြတ်မဖြစ်ဖို့အရေးကြီးတယ်ဆိုတဲ့အပိုင်းကိုပြန်သွားပါမယ်ပြီးတော့ဘောလုံးလောင်းတဲ့သူတယောက်အနေနဲ့ဘယ်ချိန်မှာအပျော်ကနေအပြတ်ဖြစ်သွားပြီလဲဆိုရင်သူကစီးပွားဖြစ်လောင်းမှုစူးစမ်းရင်းနဲ့အရှုံးတွေများလာပြီးတော့အကျွေးတင်တယ်တို့အကျွေးတန်တရားထပ်သွားတယ်တို့အဲ့လိုချိန်တွေမှာဆိုရင်တော့အပျော်ကနေအပြတ်ဖြစ်သွားတာများပါတယ်ဒီတော့ကြတော့အဲ့လိုမျိုးအကျွေးတန်တရားမထက်အောင်ပေါ့နော်ကိုယ့်ရဲ့ငွေကိုကောင်းကောင်းလေးစီမံခန့်ခွဲနိုင်စွမ်းရှိရမယ်နောက်တစ်ခုကတော့ကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်နိုင်စွမ်းရှိရပါမယ်စိတ်ကလူရဲ့အဓိကအရေးကြီးဆုံးအရာပါပဲဘာလို့လဲဆိုတော့ဒီစိတ်ကြောင့်ပဲကျွန်တော်တို့ဒီကိုယ့်ရဲ့ဒီဆုံးဖြတ်ချက်တွေပေါ့နော်ဒီຢာတွေအားလုံးကိုစိတ်နဲ့ထိန်းချုပ်တာတော့ဒီတော့စိတ်ခွန်အားကတော်တော်လေးအရေးကြီးပါတယ်ဒီတော့စိတ်ထက်ပြောတဲ့သူတယောက်ဒါမှမဟုတ်ရင်ကိုထိန်းချုပ်နိုင်တာမရှိတဲ့လူတယောက်အနေနဲ့လောင်းကစားဒါမှမဟုတ်မူရစေးဝါအဲ့လိုအရာတွေကိုသာခြေလန်းချမိပြီဆိုတာနဲ့ဒါကသူ့ရဲ့နေဝင်ချိန်ရောက်သွားပြီလို့ပြောလို့ရတယ်သူ့ရဲ့စုပ်ယုပ်မှုတွေစီကိုဥတီသွားနေရလို့ပြောလို့ရတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ကဒီလောင်းကစားလုပ်တော့မယ်ဆိုရင်ကိုယ့်ရဲ့စိတ်ကိုအရင်ဆုံးထက်မြက်အောင်တွေးမှရပါမယ်စိတ်ကလည်းထက်မြက်တယ်ထိန်းချုပ်နိုင်စွမ်းလည်းအပြည့်ရှိရဆိုရင်တော့လောင်းကစားလုပ်လို့ရပါတယ်ဂမ်ဘလင်းလုပ်လို့ရပါတယ်ဒါပေမဲ့အဲ့လိုလူမျိုးမှတောင်မှအရေးကြီးတဲ့အရာတွေရှိပါသေးတယ်ဒါကဘာလဲဆိုတော့ကိုယ့်ရဲ့ငွေကြေးအင်အားပေါ့နော်အဓိကပြောရရင်တော့ငွေကြေးအင်အားကတောင့်တင်းမှသာဒီငွေကြေးရဲ့သုံးပုံပုံတစ်ပုံလောက်ကိုလောင်းကစားလောက်တာမျိုးဖြစ်ဖြစ်ဒါမှမဟုတ်အစွန်းထွက်လေးလောက်ကိုလောင်းကစားလောက်တာမျိုးဖြစ်ဖြစ်ကပို့ပြီးတော့ကောင်းပါတယ်အထူးသဖြင့်အခုလိုမျိုးအချက်တည်းရင်ဆိုင်နေရတဲ့ခင်မျိုးမှာဒီလောင်းကစားလုပ်မယ်ဆိုရင်တော့ပိုဆိုးတယ်လို့ပြောရမှာပါကိုယ့်စီမှာငွေပုံငွေရှာမရှိဘဲနဲ့ဒီကိုယ့်ရဲ့လာစာလေးတွေကချွေးနှဲစာလေးတွေကလောင်းကစားလုပ်ဖို့တော့အကြံမပေးပါဘူးအပျော်ကနေပြတ်ဖြစ်သွားမယ့်အကြောင်းအရာတွေအများကြီးရှိပါတယ်ဟုတ်ပြီဒီတော့ brother တို့ကဘာကြောင့်ဒီလောင်းကစားလုပ်ဖြစ်တာလဲပျော်လို့လုပ်တာလားဒါမှမဟုတ်ရင်ဒီစီးပွားပြစ်လောက်တာလားဒါလေးကိုချက်ကွန်မန့်မှာမျှဝေပေးသွားလို့ရပါတယ်။ဘာကြောင့်မဲဘောလုံးလောင်းပေါ့နော်။ယုံကြည်စိတ်ရှားတဲ့သူစီမှာသွားပြီးတော့လောင်းမှုတော့အရေးကြီးပါတယ်။ဒီတော့စိတ်ပါဝင်စားလို့ဘောလုံးပွဲတွေကောက်ဖောက်ဆော့သားခြင်းတော့ကျွန်တော်စီမှာလာရောက်ဆော့သားဖို့ပြောချင်ပါတယ်။ Viber Telegram ဖုန်းနံပါတ်ကတော့3996898885ပဲဖြစ်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။